သူများငပိရေကြိုလို့ရှိရင်စားကျင်စရာကြီးကိုကြိုလို့ရှိရင်စားမကောင်းမှုဆိုတဲ့သူတွေအတွက်ကျမကငပိရေကြိုကောက်ကောက်ဖြုံနည်းလေးကိုမျှဝေပေးတာပါမယ်ရှင်ဆိုငပိရေကြိုထဲမှာထည့်ဖို့ငရုတ်တီးတီးတွေကိုဘန်းမနာအောင်လို့အခုလိုမျိုးလော်ထားပေးလိုက်ပါမယ်ငရုတ်တီးနဲ့လေးတွေမွေးလာပြီဆိုလို့ရှိရင်ငါတော့ချလို့ရပြီပေါ့နော်ပြီးရင်ခုနကငရုတ်တီးတော်ထားတဲ့ဒီအိုးလေးတွေကိုပဲရေလေးထည့်ပြီးတော့ငပိရေကြိုလေးတွေထည့်မယ်အယောင်လန့်အောင်လို့စနင်းမုံလေးထည့်ပြီးတော့ကြိုထားလိုက်ပါမယ်ငပိရေကြိုလေးတွေကလည်းပွက်ပွက်ဆူလာပြီးငါးလေးတွေကလည်းကြေသွားပြီဆိုလို့ရှိရင်ငါတော့မိုးချထားပေးလိုက်ပါမယ်ပြီးရင်တော့တိုးစရာအတွက်အတိုးမြုပ်လေးတွေပြုတ်မှာပေါ့နော်ဒီမှာဂေါ်ဖီတုံးနဲ့ပန်းမွင့်လေးတွေရှိနေရတဲ့ထည့်ပြုတ်လိုက်ပါတယ်ဒီတိုးစရာလေးကတော့ငပိရေကြိုနဲ့စားလိုက်ကိုအရန်လိုက်ပါတယ်ပြီးရင်တော့အဲ့ဒီပြုတ်ထားတဲ့ဒီပြုတ်ရည်တွေကိုပဲကြိုက်ငါဒီအညွန့်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုထည့်ပြီးတော့ရေနွေးလေးဖြောပါမယ်ကြိုက်ငါဒီအညွန့်လေးကတော့အကြာကြီးပြုတ်စရာတော့မလိုပါဘူးပြီးရင်တော့ရေလေးနဲ့စိမ့်ထားလိုက်ပါမယ်ခုနကကြိုထားတဲ့ငပိရေကြိုလေးတွေကိုစကားလေးနဲ့စစ်ထားပေးလိုက်ပါမယ်လော်ထားတဲ့ငရုတ်ဒီလေးတွေကိုအခုလိုမျိုးမညက်တညက်လေးတွေထောင်းလိုက်မယ်ကဲထောင်းထားတဲ့ငရုတ်ဒီလေးတွေလည်းရပြီဆိုရင်ကတော့ငပိရေကြိုတွေကိုထည့်လိုက်မယ်ပြီးရင်ကတော့ကလော်အော်ဒီလေးတွေကိုလည်းထည့်လိုက်ပါမယ်ပြီးရင်တော့ဟင်းကျုံပုံလေးထည့်ပြီးတော့တေချာလေးတမတော့အောင်လို့မပေးရပါမယ်ငပိရေကြိုကငံပြီးတော့မလို့စားကိုတော့မထည့်တော့ဘူးเนาะကဲဒါဆိုရင်ငပိရေကြိုလေးလည်းရပြီဆိုရင်ကတော့ပြင်ဆင်လိုက်ပါမယ်တဲ့ငါဒီအညွန့်လေးတွေကခါရဲဆိုပေမဲ့ငပိရေကြိုနဲ့တွဲစားတဲ့အခါမှာအရန်ကိုစားလို့ကောင်းပါတယ်ခုလိုငပိရေကြိုနဲ့တို့စရာလေးနေတာဆိုလို့ရှိရင်အေးဦးနဲ့ကြီးကထမင်းကိုမိန်လွန်းလို့နောက်ထပ်ထမင်းတအိုးထက်ချက်ရတဲ့အထိပါပဲကဲဒါကြောင့်မို့လို့ငပိရေကြိုတိုင်းစားမကောင်းမှုဖြစ်နေတယ်ဆိုလို့ရှိရင်ကတော့ကျမကြိုတဲ့နည်းလေးတိုင်းကလိုက်ကြိုစားကြည့်လိုက်တော့เนาะ